ဆက်ဆံတို့အားမန်မင်္ဂလာပါရှင်ပြန်ချိုင်းတဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်း Community Center ကမ္ဘာနေလို့လူငယ်တွေယဉ်ကျေးမှုအကြောင်းအသိပညာပေးတော်ရှိုးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ရှင်ဆရာမမင်္ဂလာပါရှင်မင်္ဂလာပါဆရာမရဲ့အမည်လေးကိုမိတ်ဆက်ပေးပါအောင်ရှင်တင်းနဲ့ခင်ပါရှင်ဟုတ်ကဲ့ပါရှင်ဆရာမရှင်ယဉ်ကျေးမှုဆိုတာရဲ့အဓိပ္ပာယ်လေးကိုရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါဆရာမတို့ကျမတို့ဒီနေ့ဆွေးနွေးကြမှာယဉ်ကျေးမှုအကြောင်းပေါ့နော်အဲ့တော့ယဉ်ကျေးမှုဆိုတာကတော့ဒါကျမတို့မြန်မာနိုင်ငံအတွက်ကတော့ကိုယ်ပိုင်ယဉ်ကျေးမှုရှိတဲ့မြန်မာယဉ်ကျေးမှုအကြောင်းပေါ့နော်ပြောကြမှာအဲ့တော့ယဉ်ကျေးမှုဆိုတာတော့အခြေပြတ်နေပေါ့နော်ဆိုတဲ့အခါကျတော့တူပြောရရင်တော့ကျမတို့ကစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနဲ့ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအမျိုးရှိပါတယ်ဟုတ်ကဲ့ရှင်အဲ့တော့စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုဆိုတာကျမတို့ငယ်စဉ်ကတည်းကပေါ့နော်လူကြီးမိဘဆရာသမားတွေရဲ့သွန်သင်ဆုံးမမှုနဲ့ကျမတို့စီကံတကြနေထိုင်မယ်။နောက်နေတီတွေလိုက်နာကြတယ်။နော်ကျင့်ဝတ်တွေလိုက်နာကြတယ်ပေါ့နော်။စသဖြင့်ပေါ့နော်ကျမတို့ဒီပါကွန်လေကျမတို့မှာစာပေရှိတယ်လေ။အဲ့စာပေရဲ့လမ်းညွှန်ချက်တွေအတိုင်းပေါ့နော်။သွန်သင်ဆုံးမခြင်းကိုခံခဲ့ကြရတာပေါ့နော်။ဒါကြောင့်မလို့ကျမတို့ကကျင့်ဝတ်လိုက်နာတဲ့လူတွေစီကံရှိတဲ့လူတွေစိတ်နှလုံးကောင်းရှိတဲ့လူတွေအများအကျိုးဆောင်ရွက်တတ်တဲ့သူတွေပေါ့နော်ပေါင်းသင်းဆက်ဆံရေးပြည့်တဲ့သူတွေဖြစ်လာကြတယ်ပေါ့နော်နောက်တစ်ခါဆရာမတို့ယဉ်ကျေးမှုရဲ့ကဏ္ဍကလည်းကျက်ပြတ်တဲ့အလျောက်ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအနေနဲ့ဆရာမတို့ကစာပေဂီတနော်ဘာသာစကားဘာသာရေးဝိစာစင်မှုဒလေထုံးစံဟလာအမှုပညာလက်ရာတွေစသဖြင့်ပေါ့နော်ယဉ်ကျေးမှုဆိုင်ရာအစိပ်ပိုင်းအများကြီးပါဝင်တဲ့နိုင်ငံဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဆရာမရှင်ယဉ်ကျေးမှုကဏ္ဍမှာမြေကြီးအကြောင်းအရာတွေပါသေးတယ်ဆိုတာလေးကိုလည်းရှင်းပြပေးပါအောင်ရှင်ဟုတ်ပါတယ်ခုပြောခဲ့တယ်လို့ပေါ့နော်အဲ့တော့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ပြီးသားလူမျိုးတွေဖြစ်တဲ့အလျောက်နောက်ရုပ်ပိုင်းဆိုင်ရာမှာလည်းကျမတို့ကကိုယ်ပိုင်စာပေပေါ့နော်မြန်မာစာပေရှိလို့တိုင်းရင်းသား135မျိုးမီတင်းတွေထိုင်တဲ့နိုင်ငံဖြစ်တော့တိုင်းရင်းသားစာပေလည်းရှိပါတယ်နောက်တစ်ခါသူတို့နဲ့သက်ဆိုင်တဲ့ဘာသာစကားပေါ့နော်မြန်မာစကားရှိတယ်လို့ပဲတိုင်းသား135မျိုးဘာသာစကားရှိပါတယ်နောက်တစ်ခါဘာသာရေးပေါ့နော်ဘာသာရေးကြောင့်လေကျမတို့နိုင်ငံလွတ်လပ်စွာပေါ့နော်ကိုယ်ွယ်ခွင့်ရှိတော့ဘာသာရေး၄ဘာသာဖြစ်တယ်နော်ဟိန္ဒူဘာသာခရစ်ယာန်ဘာသာနော်ဒီအစ္စလမ်ဘာသာနဲ့ဗုဒ္ဓဘာသာပေါ့နော်ညာကိုယ်ွယ်တဲ့လူလေးလည်းရှိတယ်ဘာသာမဲ့တွေလည်းရှိပါတယ်နော်ဆိုတဲ့အခါကျတော့ဒီနောက်တစ်ခါဒီဘာသာရေးနဲ့နီးနွယ်နေတဲ့ဒလေထုံးစံတွေလည်းရှိတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျမတို့မြန်မာဆိုရင်တော့မြန်မာရိုးရာဟလာတကြံပွဲတွေဖျားပွဲတွေတရားပွဲတွေဟလာရိုးရာနဲ့ဆိုင်တဲ့ပွဲတွေပေါ့နော်အစင်လာမပြတ်လုံးဆောင်ကြသလိုပဲတိုင်းရင်းသားတွေကလည်းအိမ်သစ်တဲ့ပွဲတို့ကောက်သစ်စားပွဲတို့နော်ခြေပြူပွဲမင်္ဂလာပွဲတို့စသဖြင့်တက်ဆိုင်ရာပေါ့နော်ဒလေထုံးစံအသီးသီးရှိပါတယ်နော်နောက်တစ်ခါကျမတို့ကဝိစားစီမှုအပိုင်းကိုကြည့်မယ်ဆိုရင်မြန်မာဆိုရင်လည်းအမျိုးသားဝိစုံအမျိုးသမီးဝိစုံမြန်မာရိုးရဝိစုံပွဲတက်ဝိစုံเนาะဒီလိုမျိုးသတ်မှတ်ချက်တွေရှိသလိုပဲတိုင်းရင်းသားအသီးသီးကလည်းသူတို့ရဲ့ရိုးရเนาะဝိစားစီမှုရဲ့လှလှပပလေးတွေเนาะဒီထွင်ပြီးတော့เนาะဝစ်စင်ကြတဲ့နိုင်ငံဖြစ်သလိုကျမတို့ကနောက်တစ်ခါအမှုပညာလက်ရာတွေပေါ့เนาะဟုတ်ကဲ့ဆရာဆိုတော့ဘယ်နိုင်ငံမှမရှိရကျမတို့ပန်းဆယ်မျိုးပေါ့เนาะပကြီးပပုပဒိန်ပဒင်းစသဖြင့်เนาะပန်းဖို့လက်ရာစသဖြင့်ဘိသုခလက်ရအစအကုန်ပြည့်စုံတဲ့ယဉ်ကျေးမှုမြင်မာတဲ့လူမျိုးတွေလည်းဖြစ်တယ်ပေါ့နော်ဆရာမဆရာမရှင်လူငယ်နဲ့ယဉ်ကျေးမှုကရောဆက်ဆက်မှုရှိပါသလားပြပြပေးပါဟုတ်ကဲ့ဆက်ဆက်ပါပေါ့ရှင်ကျမတို့ဒီနေ့ဆွေးနွေးနေတာဆိုရင်ကျမတို့လက်ထက်မှာเนาะရှေးမိဘဘိုးဘွားပြည်တွေကဒီယဉ်ကျေးမှုကိုထိန်းသိမ်းခဲ့တဲ့အတွက်ကြောင့်ကျမတို့မြန်မာယဉ်ကျေးမှုကဆိုရင်နှစ်ပေါင်းထောင်ချီပြီးတော့လေတည်တံ့နေတဲ့ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျရှေးမိဘဘိုးဘွားတွေတာဝန်ကျေသလိုကျမတို့ကလည်းဒီကနေ့ဆွေးနွေးနေကြတာဒါယဉ်ကျေးမှုထိန်းသိမ်းမှုအတွက်เนาะဆွေးနွေးနေကြတာဖြစ်တယ်ဆိုတဲ့အခါနောင်လာမဲ့မျိုးဆက်လူငယ်တွေကလည်းဒီယဉ်ကျေးမှုထိန်းသိမ်းမှုတာဝန်ကိုလက်ဆင့်ကမ်းပြီးတော့เนาะဆောင်ရွက်ဖို့ဆိုတာဒါမွေးရပါတာဝန်တရားဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါရှင်ဒီယဉ်ကျေးမှုကိုထိန်းသိမ်းဖို့အတွက်လူငယ်တွေကိုဘယ်လိုဆောင်ရွက်တင်တယ်လဲဆိုတာလေးလည်းအကြံပြုပြောကြားပေးပါအောင်ရှင်ဟုတ်ပါတယ်ကြောင့်မလို့ကျမတို့ကဒီကနေ့ဆိုလို့ရှိရင်နိုင်ငံတကာနဲ့ဆက်ဆံလာတယ်เนาะဆိုတဲ့အခါကျတော့ကျမတို့ဘာဖြစ်ဖြစ်ယဉ်ကျေးမှုပေါင်းစုံပေါ့เนาะထိတွေ့ဆက်ဆံနေတဲ့အခါကျကိုယ်ယဉ်ကျေးမှုကနေ့စဉ်ပေါ့เนาะဘယ်ဟို
ဌာနကိုပဲကြည့်လိုက်တိုက်စားခြင်းပေါ့နော်ခံနေရတဲ့အခါကျတော့တဖြည်းဖြည်းနဲ့ပွန်ပဲ့နေဝတ်စားစင်မှုကြည့်မလားနော်ကျမတို့ဂီတကိုကြည့်မလားနော်ဘာဖြစ်ဖြောပြေးကဏ္ဍမှာကြည့်မအဲ့ဒါတွေကအတူခိုးပေါ့နော်မှားသွားတဲ့အခါကျကိုယ့်ရဲ့ခိုင်မာတဲ့ယဉ်ကျေးမှုတွေတဖြည်းဖြည်းနဲ့ပါပြီးတော့ကျမတို့ယဉ်ကျေးမှုခံတတ်ကြတယ်ပြိုလဲသွားနိုင်တယ်လေနော်ဆိုတဲ့အခါကျတော့ဘာဖြစ်လို့ပြောနေရတာလဲဆိုတော့ကျမတို့ယဉ်ကျေးမှုကစံနှုန်းအမျိုးမျိုးရှိတယ်လေဆိုတဲ့အခါကို့မှာကို့နိုင်ငံအနေနဲ့ကိုယ်ပိုင်ယဉ်ကျေးမှုရှိရတာနဲ့သူများနိုင်ငံရဲ့ယဉ်ကျေးမှုအတူခိုးမှားနေလို့ရှိရင်ကိုယ့်ရဲ့ယဉ်ကျေးမှုကပျောက်ပြတ်သွားမှာလေနော်ဆိုတဲ့အခါကျတော့ထိမ့်သိမ့်မှုဒီနောင်လာမဲ့မျိုးဆက်လူငယ်တွေမှာပဲခုနပြောသလိုပေါ့သူတို့ကဆက်ပြီးတည်ဆောင်သွားမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါရှင်အခုလိုယဉ်ကျေးမှုအကြောင်းကိုပြည်ပြည်စုံရှင်းပြပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီသတင်းကိုရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်းရုံးမှပေးပို့တာဖြစ်ပါတယ်ရှင်